အားလုံးပဲမင်္ဂလာပါဒီနေ့တော့အသားတွေငါးတွေမစားချင်တာနဲ့ကြက်သွေးလေးကြော်စားပါမယ်ကြက်သွေးရယ်တင်မောနန်နန်ရယ်ကြက်သွန်လေးတူရယ်လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးပဲကြော်စားပါမယ်စားလေးထည့်ပါမယ်ဗျစားလေးထည့်ပြီးရင်တော့အချုံမုံလေးရောထည့်ပါမယ်အချုံမုံလေးထည့်ပြီးရင်တော့ကျွန်တော်တို့တင်မောနန်နန်လေးအုပ်ပါမယ်ဗျနော်တင်မောနန်နန်လေးကတော့မှုမွေးလေးပေါ့လေစားလို့တော့ကောင်းပါလေဗျသူများတွေကတော့နန်နန်မင်းနေထည့်ကြတယ်ပေါ့ကျွန်တော်မှတော့တင်မောနန်နန်ပဲထည့်ပါတယ်လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်အသားငါမစားခြင်းတဲ့သူတွေအတွက်ကတော့ဒီဟင်းလေးလူချက်စားပါလို့တိုက်တွန်းချင်ပါတယ်ဤတုံတုံလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ဗျဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ